MCCI ယုံရွှေ့လိုက်ပါပြီဒါကငါတို့ဘယ်လိုရှာရမလဲဆိုတာကိုညွှန်ကြားခြင်းဖြစ်တယ်အကယ်၍ cornerstone ယထာဘူတာမှာလာလင်ယထာဘူတာမှာထွက်သောအခါဘယ်ဘက်သို့ကွေ့ပါဈေးဆိုင်များနဲ့ဝေးရာ Broad Street စတားများအတိုင်းလမ်းလျှောက်ပါရှေ့မှာကျောင်းစုတစ်ခုကိုတွေ့လိမ့်မယ်။မိပွိုင်မှာလမ်းဖြတ်ကူပါဖြောင်းဖြောက်လမ်းဆက်လျှောက်ပါလမ်းဖြတ်ကူပါ Or Spring Hills လမ်းအဆိုင်ဘုတ်မှာညာဘက်သို့ကွေ့ပါမိရဲ့ဘက်ဘက်မှာအဝါရောင်ကသစီတွေ့လိမ့်မယ်MCCI ဆိုင်ဘုတ်ကိုရှာပါလေကအတိုင်းဆင်းပါအခန်းကောင်တာမှာဝင်ပါအကယ်၍ဘတ်စကာလန်ချောင်းသို့မဟုတ်နံပါတ်65စီပါ Cornerstone ဆိုရကျောင်းဘတ်ကားမတိုင်မှာဆင်းပါ Urban လမ်းအတိုင်းလျှောက်ပါမိပွိုင်ရောက်တဲ့အထိလမ်းလျှောက်ပါမိပွိုင်မှာလမ်းဖြတ်ကူပါ Bright Star အောက်လမ်းအတိုင်းဆက်လျှောက်ပါလမ်းဖြတ်ကူပါOn Spring Hall လမ်းအတိုင်းဆိုင်ဘုတ်မှာညာဘက်သို့ကွေ့ပါမိရဲ့ဘက်ဘက်မှာအဝါရောင်ကအစီတွေ့လိမ့်မယ် MCCI ဆိုင်ဘုတ်ကိုရှာပါလေကအတိုင်းဆင်း၍အခန်းကောင်တာမှာဝင်ပါကယ်၍ဘတ်စကာလန်ကျောင်းနံပါတ်57 53နဲ့59စီပါက Spring Hall လမ်းအနက် Ranging Street အဒါလမ်းမှာဆင်းပါမိပွိုင်များသို့သွားပါမိပွိုင်တွင်လမ်းဖြတ်ကူပါတစ်ဖက်လမ်းမှလာမီဆိုပါကဤမတိုင်တွင်ဆင်းပြီးမိပွိုင်တွင်ဖြတ်ကူပါဒီလမ်းကလူစီကားတဲ့တတိထားပါကျောင်းစုတစ်ခုကိုမြင်ရပါမယ်တင်ဘက်ဘက်တွင်ရုံခန်းများရှိသည်တင်ညာဘက်တွင်ကျောင်းတစ်ကျောင်းရှိသည်တင်ဘက်ဘက်တွင်ကော်ဖီဆိုင်တစ်ဆိုင်ရှိသည် Or Spring Land ပေါ်ကနေဘက်ဘက်သို့ကွေ့ပါတင်ရဲ့ဘက်ဘက်မှာအဝါရောင်ကားတစ်စီးကိုတွေ့ပါလိမ့်မယ် MCCI ဆိုင်ဘုတ်ကိုရှာပါတွေ့လင်လေကအတိုင်းဆင်းပါအကျိုးဆောင်တို့ဝင်ပါ